ဟုတ်ကဲ့မော်လမြိုင်အပိုင်းနဲ့လေးတင်ပေးလိုက်ပါပြီရှင့်။အမကနေရာတွေအကုန်လုံးကို rating ပေးတော့မှာဖြစ်ပါတယ်။ဟုတ်ကဲ့အားလုံးပဲစားလိုက်ကြရအောင်။ဟုတ်ကဲ့ပါအခုရောက်နေရတော့ကြောက်ခမီကြီးလေးဖျားပဲဖြစ်ပါတယ်ရှင့်။ဒီမှာဆိုရင်တော့စီတန်းကိုကြော်များပါတယ်ရှင့်။ခဏချွတ်နေရပဲဖြစ်ပါရဲ့ရှင်ဟုတ်ကဲ့ပါအခုဆိုရင်တော့ဖျားရင်ရတယ်တော့ဟုတ်ကဲ့ဒီနေရာလေးကိုရောက်ရင်တော့တက်ပုံရိုက်ကိုရရမှာဖြစ်ပါရဲ့တော်တော်လှပါတယ်ကလေးကားစင်းဘုတ်ပုတ်ကြပါစို့ဖုန်းလေးခဏပိတ်ပါရဲ့ရှင်ဒါလေးဆိုရင်ဒီကိုင်းဒီဒေဝရဲ့ရေဒီယိုတော့ဒေဝန်ပြီးကန်ဒီမှာပြောပြပါမယ်အခုဆိုရင်တော့ဖျားဖို့တက်ပြီးဖြစ်ပါတယ်ရှင်ဖျားပန်းဝင်ညာပဲဖြစ်ပါရဲ့ရှင်အဲ့မှာငါးစားရရောင်းပါရဲ့ရှင်ပေါ်တက်ပြီဆိုတော့ဘိုင်ဘိုင်ဆိုရင်တော့မောင်ကြီးဖြစ်ပါရဲ့ရှင်โอเคဒီချက်ခရီးလေးတွေကဆက်ဆဲနဲ့နေရတော့ဆက်ဆဲမှာတွေ့ရမယ်ဒီလိုက်လေးတွေကိုဒီပါလေးတစ်ခါလေးတွေ့ရမှာဖြစ်ပါတယ်ပြန်စင်းနေဖြစ်ပါတယ်အခုဆိုရင်တော့အပြန်စင်းနေဖြစ်ပါတယ်ရှင်ဒီနေရာတော့တော်တော်အလင်းပြန်နေပေါ့နော်ဆူးဆိုရတဲ့ထိ
ဘာလို့လဲမကြည့်နေလဲ 哪里就有一站了？ ကြည့်နေလားဒီနေရာက view တော်တော်လှတဲ့အတွက်ဒီမှာတပုတ်လေးရရိုက်ခဲ့ပါတယ်တပုတ်ကလေးကိုပြပါမယ်ရှင်ဟုတ်ကဲ့ပါဒီနေရာလေးကိုလည်းတော့လေးတပုတ်လေးကိုကောင်းပါလေဒီမှာဆိုရင်တော့9ဆိုင်ပြီးမြောက်တယ်ဟုတ်ကဲ့ပါလို့ဆိုရတော့ဘာလို့ကောင်းမှာစားတက်တယ်ဒါတော့အကျော်ဒါတော့ 咋不走？ ကျပွတ်တော့ဒီမှာတော့ဗာကျပွတ်ဟုတ်တယ်တော်တော်လေးနဲ့ကျပွတ်တော့အန်ကျော်拿到下一把， ဒါတော့ရေဖြစ်ပါတယ် 拿到下一把。 ဒါကလည်းမိတ်ဆက်မှာကိုဘာသာတော့ကျမတို့ပါဒါတော့ကျမအမေပါဒါတော့ကျမအမပါကြည့်ဒီမလဲအောင်ဒါတော့ကျမကြည့်ပါဒါတော့ကျမအကိုပါ 下一把。 ဒါတော့ကျမဆရာကြီးပါရှင် မကဒေဝမ်ကို rating 10မှာ9မှတ်ပြီးမှဖြစ်ပါတယ်ဟုတ်ကဲ့ viewer တွေလည်းဒေဝမ်ကို7မှတ်မှာဘယ်လောက်ပြီးမလဲမှန်းခဲ့ပါအောင်အခုဆိုရင်10ရောက်ပြီဖြစ်ပါတယ်ရှင်ဟုတ်ကဲ့စစ်ဗီဒီယိုမှာအပြည့်အစုံမပါတဲ့အတွက်တောင်းပန်ပါတယ်ရှင်ခုမှဆိုရင်တော့ကျမတို့ဖျားခင်းနေနေပါတယ်ဟုတ်ကဲ့ပါကျမကတော့ဂျေဂျူးကို10မှတ်မှာ10မှတ်ပြီးမှဖြစ်ပါတယ်အပြည့်အစုံမပါပေမဲ့ရောက်ဘူးတဲ့သူတိုင်းတယ်လီဆွဲဖြစ်သွားမှာမို့လို့10မှတ်မှာ10မှတ်ပေးလိုက်ပါတယ်ရှင်ဟုတ်ပါတော့ဒီဘာဆိုတော့ရုပ်ရှင်လေးဒီမှာလေးဖာပေါ့အဲ့ဟုတ်တယ်ဖာလောင်းလေးရဖာလောင်းလေးရလာပြငါလေးရရှိတယ်အဲ့ပါတော့လေးမိုက်တယ်ဒီပြတဲ့ဘာလဲဖားရည်လည်း
ဖျားကြီးပေါ့နော်စွန်းနာဝင်ကတော့ဖျားကြီးကိုဝင်ဖြစ်ပါတယ်ရှင် ဟုတ်ကဲ့ကျမကတော့ဒီ 4 ကို rating 7ပါရှိမပြီးပါဖြစ်ပါတယ်ပြည့်ချက်ကြီးတို့ရောဒီ 4 ကို7ပါဘယ်လောက်ပေးမလဲဦးဆိုတော့ကျမတို့ကန်ကလေးဖျားကိုရရှိနေဖြစ်ပါတယ်နောက်စားကြည့်ပါလားအားဆိုတော့မှကြည့်နေတယ်အခုတော့ဖျားကြီးပါပါရှင်ကန်ကလေးဖျားပါနော်အခုဆိုရင်တော့လိုက်ပါအောင်မယ်ရှင်
ပါကျမကတော့ D5 ကို rating မပေးတတ်ပါဘူးအဲ့ဒီအတွက်ပရိသတ်ကြီးတို့ comment မှာ D5 ရဲ့ rating လေးမကက်ပေးပါနော်ပြီးတော့အရင်ကစနေနေ့တိုင်းတင်ပေးမယ်ဆိုတဲ့ဟာလေးကိုမတင်ပေးလိုက်ရတဲ့အတွက်အရန်ကိုတောင်းပန်ပါတယ်ရှင်ခုဆိုရင်တော့တင်ပေးလိုက်ပြီနော်အားလုံးပဲ bye bye